Hello, today we are going to PDS campus show. We are going to talk about the introduction to the new one. The long term is the chat. I have doing it. Okay, now go on. You can see the show. The PDS campus show stay go. RGA to me. I be about no. To you go. I did. See where go on. Along YouTube. I go. Blog. I go. Yeah, so me I be about no. She can you that tonight. Loud on me. Didn't just add this one. ကဲကိုဆိုရင်တော့ဖုတ်ကြီးကိုတွေ့ရပါပြီ။ဆရာတော်တွေ့ရတာကိုပျော်သွားပြီစိတ်တွေဒါလည်းလှုပ်ရှားရပါတော့။ပြီးတော့ကွာကိုအဲ့ဒီဖုတ်ကြီးနဲ့တပုံရိုက်ပါတယ်။ဒီပုတ်ကိုလည်းဒီ poster ပုတ်ကိုလည်းတွေ့တာသူများတွေရိုင်းဆိုင်နေလို့တွေ့လိုက်တာပေါ့နော်။ကွာကိုဆိုသိရှာမတွေ့ချင်ဘူးငယ်။ကိုဘာလို့အယောင်နေဟာလဲ။ Coco ye Coco ye Okay, video Coco ne thabong twe yai ba mai Coco lo khom mi twa dai tu lo bhlong ma tat nai sorry ba Okay ဒီမှာတော့ခုံနေခင်းထားပြီပေါ့နော်အများကြီးပဲဒါနောက်ထဲမှာရှေ့ကိုမရောက်သေးဘူးဒီမှာရင်ခုံနေကတအားများတယ်ကပြီးတော့ဒီအထင်ကြီးနေရာလေးမှာဒီပုံရိပ်နေတွေ့တော့ဆိုရင်လည်းအဲ့ကိုတက်ကြည့်မယ်ဆိုပြီးတက်ကြည့်ပါတယ်ကိုကိုကြီးဟောသူတို့တက်ရင်နေကြတာ哦太阳啊超生个多出吗အခုမှဗီဒီယိုတေးချပြန်ကြည့်ပြီးတော့ချောင်းကိုလည်းကိုထိုင်းအောင်လည်းကိုဒုက္ခပဲမကြောင်ယောက်ျားကြီးရဲ့အုပ်စုလိုက်တဲ့ပုံရိုက်နေရနော်မြန်မာယောက်ျားသူယူပြချင်တာဒါကဲအခုတော့ state စိန်ကိုလှမ်းမြင်နေရပါပြီတအားနေလို့ရှင်နေခုံနေပါပြီပေါ့နော်ဒါကတော့အနည်းကလေးမှာသွားပြီးတော့ရိုက်ထားပါတို့တွေအခုထိပြင်ဆင်လို့တော့မပြီးသေးဘူးပေါ့နော်ဒါနိုင်ငံတော်အဆင့်ကမ်းပဲဖြစ်တာအတွက်သူတို့တေးချာအကုန်လုံးလုပ်နေကြပါတယ်ပြီးတော့အဲ့ဒီဖေးလေးမှာကက်ပြီးတော့ဓာတ်ပုံရိုက်ကြရတဲ့တွေဆိုတာလေအများကြီးပဲဒါဆိုရင်ပထမတစ်ခေါက်သွားတာပေါ့နော်ဆိုရင်အဲ့ဒီနေရာကိုနှစ်ခေါက်တောင်ပြန်သွားတယ်ပထမတစ်ခေါက်သွားတော့အလောင်းမရှိသေးဘူးဒုတိယတစ်ခေါက်ထပ်သွားတဲ့အခါမှာတိုးလို့တော့မပေါက်ဘူးပေါ့နော်ဒီဟိုလာပြီးတော့ဓာတ်ပုံရိုက်ကြရတဲ့သူတွေကလူကြီးလူငယ်မပြီးပေါ့နော်တအားအသက်ကြီးတဲ့အဖိုးအဖွားတွေပါပါတယ်သူတို့အတွက်တည်းဒီလောက်လူအများကြီးကိုဒီသူတို့အိုလံပစ်ပွဲလုပ်တဲ့အခါမှာတော့သူတို့မတွေ့ဘူးလို့ပြောတယ်ပေါ့နော်ဒါသူတို့အတွက်ခုံစရာပဲတဲ့ဘေးကဖြတ်သွားရင်လည်းအဲ့လိုမျိုးပြောနေရှာ